明天张三这第张天我这不地产米。叫然后我们呀，我这样，哎呀，来叫单子看，叫三大概叫这个朱三。咱让又散。ဒီကြောင်းတက်ချက်လို့လည်းမပြောနိုင်ဘူး။ဘယ်လိုတော့ဖြစ်နေလဲ။ဘယ်လိုကြောင့်စဉ်းစားဆုံးပြောအောင်ပိုင်ခွင့်မရှိဘူး။ဘောင်းလည်းကြိုက်တယ်ဟိုစာပိတ်လေးနေတာမဟုတ်ဘူး။ဒီမှာကိုယ်စင်းနေဆိုတော့လေဘယ်ကစားလိုက်။ဒါနားလေပါ။ဒီမှာအမြင်များအောင်လေအောက်ကနေပြန်ပြီးတော့ကျူးစားရတယ်စိတ်ဒီကြောင်းကိုကြောင်းလဲလို့ပါပဲအစနေကျူးစားလို့ပြန်ပြီးရတယ်ပြီးလေပြောပြီးရတယ်ပြန်တက်ပြောတော့ဒီတော့ပြောမယ်အခုလာမယ်လေကိုလည်းကျူးစားလို့ကိုကိုယူထားတယ်ဘယ်လိုလဲဘယ်လိုလဲတော့မှအပျော်ဆုံးချိန်နဲ့ဝမ်းနေဆုံးချိန်ကြီးအပျော်ဆုံးချိန်ရင်ဒီလေးပြောရမယ်ပျော်ဆုံးချိန်ရမယ်လို့ချုပ်သားရရှင်ဘယ်လိုနေကိုဖတ်နေတော့ပုတ်ကန်ကြတယ်ဟောင်းတချို့မွေရတော့မင်းကမမိပါဘူးမသိဘူးတချို့ဆိုတာကျတော့မိပါတော့ခဏချင်းပြေးကဲတော့ကျွန်တော်ဝန်ထမ်းလုံးချိန်လေးဝန်ထမ်းလုံးချိန်လေးပြောတယ်လည်းရှိတယ်နော်ဒီတော့ဝန်ထမ်းလုံးချိန်ပြောမယ်ဆိုရင်ဒီမှာတော့ဆမ်မဲဖြိုလို့ပြောတာကျွန်တော်လည်းကြောက်တာအဲ့ဒီမှာအကြောင်းလို့ဖြစ်သေးရဲ့ grammar လုံးတွေဖြေမဲ့ရင်ပြောကြောက်သားကြောက်တယ် grammar တော့ဟိုဒီလိုတော့ကျိုးပြောတာကျိုးတင်ချက်ထားပါတော့ကြက်မယ်ဘောအကြောင်းသားတွေအကုန်လုံးပဲလို့ဖြစ်မလို့ပဲထင်ပါတယ်ကျိုးမချက်မယ်ဒီမှာကိုချက်မယ်ဆိုတဲ့စိတ်နဲ့အရင်ဟိုရှင်းနေမှာပြင်ဆင်ထားတာဟုတ်တယ်အရင်နေ့လည်းရောက်လာမချက်ဖြစ်တော့တော့စိုးရပြည့်ပြောဖြေတယ်မဖြေနိုင်အမေလည်းရောက်မိကအိမ်ကိုပြောတယ်မင်းကလည်းကြောက်ပြောအဲ့လိုလည်းဖြစ်တော့ညလည်းရောက်တယ်အဲ့ဒါကိုတော့ကိုပြန်ခံရတာပေါ့လို့ပါပဲဒါကိုမပြတ်ကွက်နေပါလားကိုမလို့တော့ကိုမရဘူး။ဟာ။ကျေးဇူးလည်းတင်ကြပါတယ်ဟိုဆရာမတွေအကုန်လုံးဆရာမတွေကျေးဇူးတင်ပါတယ်။ online မှာကြည့်မယ်ဆိုတော့ Miss Chili ရဲ့ Mr. People ရဲ့ Mr. Cherry လို့ရှိတယ်။ပြောပွဲလေပြောပွဲ Mr. People နဲ့ Mr. Cherry အချိန်မှာဆိုတော့ရင်းတော့ကောင်းပါတယ်။ဟိုရဲ့ဟိုအချင်းကြိုက်ခုမျိုးလက်တွေရတယ်စရရဲ့ဆိုလို့ညောင်းလုံးဟာရဲ့ဟိုဒီညလို့ပြောမယ်ဆိုတော့ညောင်းလုံးကအရင်ဟန်ဆမ်ဖြစ်ပါတယ်ကျော်လဲချောပါတော့ရှောင်းတယ်စရရဲ့ကျွန်တော်ကျွန်တော်မမီနိုင်ပါဘူးဘယ်ရမင်းသားနဲ့တော့ဟာအဲ့ရတဲ့တော့စပင်ကြီးကပြောင်းနေတယ်လက်မမီလို့ပြောပြောMiss China တော့လေ
တော်ဩဇာတည်ရင်တွေ့ခဲ့ဒီအမှန်တကယ်နဲ့ပြမစတော့ Miss Monica နဲ့ Miss Linda ဟိုကျေးဇူးအင်းတင်ပါတယ်တင်ချင်တဲ့ပုံစံချာလေးတင်တော့မှာကျေးဇူးကတော့တင်ရပါဆိုတာအဲ့ဒါကျွန်တော်ပြောလို့မှာအင်းလေးတိတ်ပြလိမ္မာရဲ့ကျောင်းသားလည်းမဟုတ်တော့ဘူးအဲ့ဒါအားကြတယ်ကျောင်းမနာချင်းကိုစိတ်ကြလို့ပါလို့မြင်ရတယ်အဲ့ဒါကျောင်းလာပါတယ်ဒီတော့ပုံမှန်ပါပဲပေါ့နော်ကျောင်းလေးဒီမလို့ကတော့ကျွန်တော်ကြည့်နေဟိုဘယ်လိုလဲအားကြတယ်မျိုးလုံးမှကြည့်တာကအလေးပဲပေါ်တော့သူ့ဒီနေ့နဲ့အားရကြည့်ကျော်ရဲအဲ့လိုနဲ့တင်ကြည့်တယ်ဆက်ဒီမင်းကလုံးချင်းစကားပြောတာပေါ့ဆက်တဲ့လူတွေကြားတယ်အဲ့ခေါင်းနဲ့ပေါ့နော်ဒီဒါအဓိက memory လို့ပြောရမှာပြီးတော့ကျွန်တော် hostel student ဆိုတော့မိဘသားတွေတော့တိုးတယ်ပြန်ကောင်းမယ်ဆိုလည်းကြောက်နေရတယ်ပြန်လာမှနောက်ကျလည်းကြောက်နေရတယ်ဟိုပြီးတော့အိမ်နဲ့လည်းဒါချိတ်သက်တာဆိုတော့တိတ်ပြီးတော့ကျွန်တော်ကြက်တာပေါ့ကျွန်တော်တဲ့တယ်မှာကျွန်တော်ချောင်းနေပါတယ်ဟုတ်လားစီကံရတယ်ဟိုကျောင်းသားတက်ကြတဲ့စီးတဲ့နေရမှာအဲ့ဒါဖိုင်လိုင်းနဲ့တော့ဆောက်ကြပြီးတော့ကြောက်တော့ဘယ်ရည်လဲနိုင်ဆိုတက်ရရင်ကြောင်းစီကံနဲ့ကိုလိုက်တာလားဆိုတော့လေလိုက်တာလားဟုတ်ပါတယ်ပြောကျွန်တော်ရဲ့ကျက်ကြီးဥက္ကဋ္ဌရပြီးတော့ခန်းလေးမှခင်းကိုပြောရတယ်ဒီချိန်မှာပေးမယ်ဆိုရင်တော့300အမြင်ထားပြီးသားမစ္စတာကယ်ဗင်နဲ့ကျန်ဒီမှာသူကနားနိုင်လို့ဆိုတော့ဟိုတချို့ပိုင်းတွေတော့ Miss Monica နဲ့မျက်နှာသာပြီးတော့ပြေသွားတော့အဲ့လိုကြောင့်ကျောင်းတော့ကျေရလဲတော့ကျေလက်ခံပြအောင်နော်ဒီလိုပါလားဒီကြောင့်အားလို့တော့ပြီးတော့ကျော်ရ channel ဖြစ်တဲ့ဘယ်လိုဆောင်းဝဲပေါ့ဆောင်းဝဲပြရမယ်ကျော်ရတကယ် channel ကြီးစားပဲဆောင်းဝဲပြရတကယ် channel ကြီးစားပဲ channel ချိန်လေးဆောင်းလို့ပဲနဲ့ဆောင်းဝဲပြရနေမှာဆောင်းလို့တယ်ဟုတ် speech အဲ့ဒီ speech ပြောတဲ့အချိန်မှာကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဒါပေမဲ့မထိတ်နေဘူး။ဘာလို့လဲတော့မသိဘူးပြောလို့မရဘူး။ result တော့ပေါ်လာတော့ဘာလို့ကြိုးစားခဲ့ဒီ result ဒီဒါပေမဲ့တော့ဟို final speech မှာတော့ကျွန်တော်ဒါလည်းပုံမှန်ပဲမထိတ်ဘူး။ဒီနေ့ပြန်ကြတော့ဒါ normal လေးယူပြီးပြင်အဲ့ဒါပြန် normal လေးယူပြီးတော့နားလည်းဝင်နေတယ်ဖြစ်နေတယ် speech မနေ့ကပြောရဆိုတော့ Miss Michelle ကျော်ဟို Miss Michelle feedback ပဲလို့လူရင်းတူရှိမှာအဆင်ပြေပေါ့ဒါပေမဲ့ဟိုကိုကတော့အားမရဒါပေမဲ့ဘယ်လိုအောင်လဲမသိဘူးထင်ပါအောင်အဲ့လိုကြောက်လေရင်းပြောရတယ်နော်ခေါင်းလာရီတဲ့တဲ့ဆိုတော့ကိုကိုရင်းဝန်တာပါတယ်ပြီးတော့ကျူလာလေးပြင်အောင်ဆိုဆိုဒီမှာဖြစ်နေတာပါကျွန်တော်ရဲ့ငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်နော်
ဘယ်နည်းနဲ့ပုံမှန်ရှင်း ဒီမှာပြောမယ်ဘောကစီလုံးကြရတယ်ပြောရှုံးနေရတယ်စီလုံးကြတယ်ဒါပေမဲ့ရှုံးနေရတယ်မစီလုံး advance တယောက်တော့တယောက် idea တယောက်ပြန်ထောက်လိုက်တယ်သူများ idea ကိုပြန်ထောက်လိုက်တယ်ဒီမှာတိုင်နေပတ်ဟိုဒါပေမဲ့ပြီးခဲ့တာတော့ပြီးသွားပါပြီကျန်ခဲ့တာတော့ကောင်းတာနဲ့မကောင်းတာမကျန်ခဲ့ဘူးကောင်းတာပုံများစိတ်ရစရာလည်းများပါတယ်ကျောင်းမှာတော့တကယ်ချင်းချင်းချင်းပါဒီလောက်နေတော့ကျွန်တော်ဒီကုန်းချုပ်ကျွန်တော်လည်းအကုန်လုံးကျေးပါ